မင်္ဂလာပါစက်သားအသားကြီးကိုပဲကျွန်တော်တို့ကြိတ်ပေးသွားပါမယ်ကြိတ်တဲ့အထဲမှာအရသာမုံအနေငယ်ထည့်ပေးရပါမယ်ငရုတ်ကောင်းမုံထည့်ပေးသွားပါဒီနေရာမှာရေအေးလေးကိုသုံးရင်ပိုကောင်းပါတယ်ရေခဲလည်းသုံးလို့ရပါတယ်အဲ့လိုရေအေးလေးထဲမှာကျွန်တော်တို့ကြိတ်တဲ့အခါမှာစက်သားရဲ့အသားကမွာလာမှာဖြစ်ပါတယ်အခုလိုကြိတ်ပြီးသွားပြီဆိုရင်တော့မိမိကြိုက်နေတဲ့ပုံစံကိုလှုပ်ထားပေးပါစီထည့်ပေးပါကျွန်တော်ကတော့ကြက်သားကိုအခုလိုမျိုးအပြားလေးတွေနဲ့ထူထူကြီးကြီးလေးလှုပ်ထားပါတယ်ကြော်တဲ့အခါမှာမီးအနေတော်လေးနဲ့ကြော်သွားပေးပါကျွန်တော်တို့အဲ့ဒါမှအထက်ကအတွင်းသားတွေကျက်သွားမှာဖြစ်ပါတယ်မကြာခဏဟိုဘက်ဒီဘက်လှမ်းပေးပါကြော်တဲ့အခါမှာကြက်သားကြီးတွေကအခုလိုမျိုးအလုံးအကြီးတွေနဲ့ပွားတက်လာမှာဖြစ်ပါတယ်ကျွန်တော်ကအရင်အနှဲငယ်ပြောင်းတာနဲ့အခုလိုမျိုးစီစစ်ထားပါတယ်အကျော်စားမဲ့လူတွေကတော့ဆက်ပြီးကြော်သွားပေးပါစီအနှဲငယ်တွေကိုစနေမုတ်ထည့်ပြီးသွားပြီဆိုရင်တော့ဒါကတော့ကျွန်တော်ငရုတ်သီးစိမ်းရဲ့အယောင်တင်မုတ်ရဲ့ကြက်သွန်အဖြူအနီရဲ့ကိုရောပြီးထောင်းထားတာပါငရုတ်သီးစိမ်းကိုအသုံးပြုပေးပါအရင်စကောင်းပါတယ်မဆလာအနှဲငယ်ထည့်ထားပါတယ်ငရုတ်သီးကြက်ပြီးဆိုတော့မှမကြီးရည်လေးကိုထည့်သွားပေးပါရေထည့်သွားပေးပါဟင်းရည်အရသာရှိဖို့အတွက်အရသာမို့အနှဲငယ်နဲ့ငါးငပြားရည်ကိုထည့်ထားပေးပါတယ်နောက်ထပ်မိမိလိုချင်တဲ့အရာသာကိုတော့ထပ်မံဖြည့်ဆွက်လို့ရပါတယ်။ဟင်းရည်ဆူလာပြီဆိုရင်တော့ကြော်ထားတဲ့ကြက်သားပြားတွေကိုထည့်သွားပေးပါ။အရာသာဝင်တဲ့အထီအောင်ကျွန်တော်တို့ဟင်းရည်ဆူတဲ့အထီအောင်တည်သွားပေးပါ။အခုလိုမျိုးအနေဆိုရင်တော့နောက်ဆုံးကြမှာကျွန်တော်နနမေနေထည့်ထားပါတယ်။နနမေကများလေကောင်းလေဖြစ်တဲ့အတွက်နနမေလေးများများအုပ်ပေးပါ။ကျွန်တော်ကတော့အရင်ကြိုက်တဲ့အတွက်နနမေများများထည့်ထားပါတယ်။အခုလိုအနေစီပြန်လာပြီဆိုရင်တော့ကျွန်တော်တို့ရဲ့ဟင်းလေးကစားလို့ရသွားပါပြီ။စက်သားကိုပုံမှန်ချက်နေကြအတိုင်းပဲဒီတိုင်းပဲချက်နေရဆိုရင်တော့လုံးဝစားမကောင်းတော့ပါဘူး။အခုလိုမျိုးကျွန်တော်ချက်တလိုမျိုးလေးချက်စားကြည့်ပါလုံးဝစားကောင်းပါတယ်။ကျွန်တော်အခုချက်ပြတဲ့စက်သားချက်နီလေးကလုံးဝရှယ်စားကောင်းပါတယ်။ပြန်ရောင်းစားမယ်ဆိုရင်တော့မှကျွန်တော်တို့ရဲ့ဒီဟင်းလေးကလုံးဝနာမည်ကြီးနိုင်တဲ့ဟင်းတစ်မျိုးဖြစ်ပါတယ်။အားလုံးကိုကျေးဇူး